Hello, Chipori, Mingalabavia. Ojamajin, say Chanda January. Kaya said that Tukan of Piane, Pizon Javazi. One is sent that Tatunimia Javazi. Lucidenta Tarangle Yalu. Yarangle Bibis on the boy by Shini Javazi. Pelega the Sojain, Yalega the Lemon Javazi. Alujize, Lenem one Ludan in it, draws and drug on the Javazi. Kajidoma Cholan and Javazi, Yanumungaba and Noshe, and Revujema de Kinwi Javazi. Mimi Chiare, Midazu Terui, Umaqueta Mebie, Yoshin Chamizwa, Nitain and Javazi, Lusukamita Miapo, Ta Apare, Chipodo Alo, Minglavano, Tinido, Yakinoa, Onua Lunet Hungary at I, Mupet the Mugana would Titanly Timbi like Pare. Mupet the net, Mugana, Titanly, Timbi like Parebia. I did Mupet the net, Mugana, Titan, Madingi, we do find the Yaitena, Pit at Wet. We do find these 7 minute can't, 7 minute can't she mother, a same be mava, Tajao. Mupet the Tenali, Joe Qua, Yippie or Machi Venet, 7 minute can't, then you can be, Jishu people. Mida Yakambade, no, Unoga, Chevorosiga, Mamba, Call Jin, we net, we net dinda below Mamba call Jin, Bobby call Jin Mishibabu, Bobby neck and then young sergeant Mishibabu, we jin net a dinda and Mamba call Jin and Mishibabu, 3 Dredja, Unoga, Cheporo Bobu, Sidna Tadro, Cheporo Ale, Mida don't be a net. Sacred Valley, Manaya, the Sacred Nike Beba, like Lady Common Lady Beba. Did they bow look in and Shijin no, we be only can't pay, who know, you do got Mongoya Bade. Tajan, a same be ma, a same be mava, no, same be, you know, we be only can't pay the Jamare, who know, you do got Mongoya on Loba. Get Chiporo, say minute can or then you can be. Majoma Quavena Gibivano, that's a Chivoru Uno, Sidna Mita and a pay like that, but the ga Tidibema leve on work can on land, Rename late mail, young Givare. Treat the Sati Loka where also lean a bossy, tell you no mere tipping, say per when eat it. Do not do great the Sadi, Manganet, Sumia check lead and Manganet, you saw in it. ပေးထားတဲ့ဂရိတစ္ဆာလေးတွေတည်လို့ရှိရင်ဟိုမြေကြီးမှာပေါက်နေတဲ့ຫນွယ်ပင်မြက်ပင်ဘာမှအသုံးမကျဘူးလို့ထင်ပေမဲ့တစ္ဆာဂရိတည်မြဲတဲ့လူရဲ့လက်ထဲကိုရောက်သွားရင်အဲ့ဒီတစ်ပင်ຫນွယ်မြက်ကဆေးပဲဝင်တဲ့ဒါကြောင့်ချစ်ပေါ်တို့နဲ့ဦးနောင်ရေဆက်ရှိလို့ပထန်းဆက်ရှိလို့စုံကြတဲ့နေရာမှာတူနဲ့တူမေတ္တာမပြတ်ဂရိတွေဆက်လို့ကင်လိုက်တဲ့တစ်ရွယ်တိုင်းဆေးပဲဝင်ကြပါတယ်ချစ်ပေါ်တို့အဲ့တော့ဆောင်းရကြိုးလေးနဲ့အောင်ထုံးစံအတိုင်းဒသနာလေးတစ်ခုပြောပြရစီဒါကစာရေးဆရာကျူရှင်ဆရာကြီးဥဖုံမန္တလေးရေးထားတဲ့အထက်ကအမိုက်ပုံဆိုတာလေးကျွန်တော်ဖတ်ရင်းနဲ့သိသဘောကျသွားတယ်ဗျအမိုက်ပုံနဲ့ဒါလေးကိုခတ္တတန်ကြီးခံပြီးနားထောင်ပေးပါနော်လမ်းထိပ်မှာအမိုက်ပုံကြီးတစ်ပုံရှိတယ်အဲ့ဒီအမိုက်ပုံကြီးကိုစီပင်သားရအမှတ်သိမ်းအဖွဲ့ကမနေ့တခါညနေတခါလာပြီးသိမ်းတယ်တဲ့တယ်ရှင်းတယ်တရက်ကွက်လုံးကအမိုက်ပုံကြီးမှာအမိုက်ပြစ်ကြတာဆိုတော့အမိုက်ပုံကြီးကိုနေ့တိုင်းတွေ့နေရတယ်အမိုက်သိမ်းတဲ့အချိန်လောက်ပဲအမိုက်တွေရှင်းနေတတ်တယ်ဒီလိုပဲကျွန်တော်အိမ်ရှိကိုကျွန်တော်မနေ့တိုင်းတပည့်စီးလဲတယ်အမိုက်သိမ်းတယ်သိမ်းမိသားအမိုက်ကိုရှင်းတယ်စွန့်ပစ်တယ်ဒီလိုပဲအင်ကိုဧည့်သည်လာရင်အပြင်းပြေဝါဖို့နေကြစေဝယ်ထားတယ်နေကြစေနဲ့အခန့်တယ်နေကြစေအခွန်ထည့်ဖို့ပကံများတစ်ချက်ချထားပေးရတယ်ကို့အမိုက်ကိုတာဝန်ယူရတဲ့သဘောပေါ့ဒီလိုပဲကျွန်တော်တို့တွေဟာအမိုက်ရှုပ်တတ်တဲ့သူတွေပါကို့အမိုက်ကိုရှင်းရတယ်ပြန်သိမ်းရတယ်ဒါမှပတ်ဝန်းကျင်လှပတော့မပေါ့ကျွန်တော်မှာသူငယ်ချင်းတစ်ယောက်ရှိတယ်သူကစေဝါရေးသမားတစ်ယောက်ပါပြင်ဦးလွင်မှာနေတယ်ရွှေတော်ဆိုလဲသွားလိုက် ရွ
ရွှေရင်းနှမောဆိုလဲတူးလိုက်တာပဲကြောက်စိမ့်ဆိုရင်လည်းအလုံးမပေးဘူးပြင်းဦးလင်မှာခြံနဲ့ဝိုင်းနဲ့တိုက်နဲ့ကားနဲ့သားနဲ့မရနဲ့တော်တော်ကိုပြည့်စုံနေတဲ့သူပါသူကမန္တလေးမှာလဲမြင်းနဲ့အိမ်ဝယ်ထားတယ်ငယ်သူငယ်ချင်းတွေဆိုတော့တယောက်အကြောင်းတယောက်ပွင့်ပွင့်လင်းလင်းပြောကြတယ်သူကမန္တလေးမှာသူမိမအကြီးမသိအောင်အိမ်တော်တစ်ခုထူထောင်ထားတယ်နောက်အိမ်တော်နဲ့လဲသားကြီးတွေသမီးကြီးတွေရှိတယ်ဒီအကြောင်းကိုသူ့ရဲ့ပထမမိသားစုကမသိကြဘူးကျွန်တော်တို့တငယ်ချင်းတွေပဲသိကြတာသူ့ပထမမိသားစုကိုဖွင့်ပြောလိုက်ရင်မိသားစုဘဝတစ်ခုလုံးပျက်စီးသွားမှာစိုးလို့ဒီလိုပဲကျွန်တော်တို့ရင်ကုန်နှုတ်ပေးပြီးနေခဲ့ကြတယ်ကျွန်တော်တငယ်ချင်းမှာစီးကျူယောဂရှိတယ်သွေးတို့ယောဂရှိတယ်ငှက်ဖျားယောဂလည်းရှိတယ်ဒီနေ့မှာတော့ကြောက်စိမ့်မော်တဲ့ကဖျားပြီးပြန်လာတယ်တောထဲမှာ2ပတ်လောက်နေပြီးဖျားပြီးမှမန္တလေးကိုရောက်တာဒီတော့သူ့ကိုအပြင်ဆေးကမ်းမှာတင်ရပါတော့တယ်ပြင်းလွင်ကသူ့ရဲ့မိသားစုထံကိုကျွန်တော်အကြောင်းကြားပေးရတယ်စိတ်ုံပေါ်မှာသူဖြစ်နေတဲ့အဖြစ်အပျက်ကိုပြောပြခြင်းနဲ့နေမကောင်းတာဖျားတာထက်သူ့ရဲ့နောက်အိမ်တော်အကြောင်းသူ့ရဲ့ပထမမိသားစုတည်သွားမှာသူစိုးရိမ်နေတယ်နောက်အိမ်တော်နဲ့မွေးထားတဲ့သားသမီး2ယောက်ကလည်းသူ့အဖေဆိုတော့လာပြီးပြုစုကြတယ်ပထမအိမ်တော်ကမွေးထားတဲ့သားသမီးတွေကလည်းသူ့အနားမှာသူခံစားနေရတဲ့အဖျားဝေဒနာထက်သူရှုပ်ထားတဲ့အမိုက်တွေအတွက်ပိုးပြီးစိုးရိမ်နေရတာပေါ့သူနဲ့ကျွန်တော်စကားပြောဖြစ်ကြတယ်ငါတော့နေရတော့မှမထင်ဘူးသိမဲ့ထင်တယ်ငါဖျားဖို့ကဦးနောက်ထဲရောက်နေပြီလို့ငါသိရတယ်ခဏခဏလည်းဖျားတယ်အစာလည်းသိမဝင်ဘူးငါသိရင်ငါရှုပ်ထားတဲ့ငါလှုပ်ထားတဲ့အမိုက်တွေကိုမင်းရှင်းပေးပါတငယ်ချင်းကျွန်တော်လည်းဘာပြန်ပြောရမှန်းမသိဘူးသူ့ရဲ့ပထမမိသားစုကိုလည်းတနာတယ်ဒုတိယမိသားစုကိုလည်းအားနာတယ်သူ့အမိုက်သူရှင်းတာပဲပိုကောင်းမယ်ထင်တယ်ငါမင်းတို့မသိအောင်လှုပ်ထားတဲ့စီးပွားရေးတွေရှိတယ်အဲ့ဒါတွေကလည်းအကျွေးတွေနဲ့ငါသိရမှာမကြောက်ဘူးငါကြောင့်ငါမိသားစုတွေဒုက္ခရောက်ရမှာကိုတွေးပြီးငါကြောက်တယ်ကွာတူတူနဲ့လူရင်ပဲပြောကြပါစို့ဗျာကျွန်တော်တငယ်ချင်းဟာဆေးရုံကဆင်းပြီးပြင်းဦးလွင်ကိုပြန်ခေါ်သွားတယ်တလားလောက်နေတော့ကွယ်လွန်သွားပါတယ်သူ့နာရေးကိုကျွန်တော်ရောက်သွားတယ်စိတ်ပြက်စရာကောင်းလိုက်တာမယားကြီးကလည်းငိုမယငယ်ကလည်းငိုဟိုဘက်သားသမီးဒီဘက်သားသမီးတွေကလည်းငိုသူသေးမှသူရှုပ်ထားတဲ့အမိုက်တွေဘယ်သူမှမရှင်းနိုင်ဘူးဖြစ်ကုန်တယ်အကျွေးရှင်တွေကလည်းနာရေးကိုလာကြတယ်အိမ်တော်20နဲ့သားသမီးတွေနဲ့သူပိုင်တဲ့ပစ္စည်းတွေနဲ့အမွေကိစ္စတွေပိုင်ဆိုင်ခွင့်ကိစ္စတွေနဲ့တော်တော်ကိုဇလန်းရှုပ်သွားတယ်သူရှုပ်ထားတဲ့အမိုက်ကိုသူမှမရှင်းရင်ဘယ်သူရှင်းလို့ရမှာလဲဗျာကျွန်တော်တို့တွေအမြဲတွေးတဲ့အတွေးတစ်ခုရှိတယ်ပြောတဲ့စကားတစ်ခွန်းရှိတယ်သေသွားရင်ဘာမှယူသွားနိုင်တာမဟုတ်ဘူးဟုတ်ပါတယ်သေသွားရင်ဘယ်သူမှဘာမှမယူသွားနိုင်ပါဘူးဒါပေမဲ့သေသွားတဲ့သူတိုင်းကိုယ်ပတ်ဝန်းကျင်နဲ့ကိုယ်အတိုင်းဝိုင်းအတွက်အကောင်းဒါမှမဟုတ်အစိုးတစ်ခုခုတော့ထားခဲ့ကြရစမြဲပါမိမိအသက်ရှင်နေစဉ်ထိုင်မှာယူထားတဲ့တာဝန်တွေကျေဖို့လိုတယ်ကိုယ်အမိုက်ကိုရှင်းသွားဖို့တော့လိုတယ်သေသွားရင်ဘာမှယူမသွားနိုင်ဘူးဆိုပြီးစိတ်ထင်တိုင်းလှုပ်ချင်ရတွေလို့ရှုပ်ချင်ရတွေရှုပ်နောက်လူတွေရှင်းလို့မရနိုင်တဲ့အမိုက်ပုံကြီးကိုတော့မထားခဲ့သင့်ဘူးနောက်လူတွေကရှေ့လူတွေရှုပ်ခဲ့တဲ့အမိုက်ပုံကြီးကိုလည်းရှင်းရကိုရှုပ်ထားတဲ့အမိုက်ပုံကြီးကိုလည်းရှင်းရနဲ့လောကအတွက်အလုံးလုံးချင်းဘယ်ကြံတော့မှာလဲကျွန်တော်တို့ပတ်ဝန်းကျင်မှာအမိုက်ပုံတွေအများကြီးရှိပါတယ်ဇာရိတအမိုက်ပုံကြီးတွေကိုကျင်တရားအမိုက်ပုံကြီးတွေအတွေးခေါ်အယူဆအမိုက်ပုံကြီးတွေလောဘအမိုက်ပုံကြီးတွေဒေါသအမိုက်ပုံကြီးတွေအတ္တအမိုက်ပုံကြီးတွေအဲ့ဒီအမိုက်ပုံကြီးတွေကိုကျွန်တော်တို့ရှင်းခဲ့ပါမှကျွန်တော်တို့ရဲ့သားတွေသမီးတွေသူတို့အလုပ်သူတို့လုပ်နိုင်ကြတော့မှာပေါ့ကျွန်တော်တငယ်ချင်းကိုကျင်တရားအမိုက်ပုံကြောင့်သူနဲ့ပတ်သက်တဲ့မိသားစုဒုက္ခရောက်ခဲ့ကြရတာကိုတွေးပြီးလမ်းလေးကအမိုက်ပုံနဲ့နှိုင်းရှင်လို့ကျွန်တော်ခံစားရတာလေးကိုစာဖတ်သူတို့ကိုမျှဝေလိုက်ပါတယ်အမိုက်တွေရှုပ်ထားရင်တော့ကိုယ့်အမိုက်ကိုရှင်းခဲ့ကြပါနော်ရွှေမန္တလေးကြာနေအမှတ်စဉ်294 17ရက်8လ2008ခုစာအုပ်ထဲမှာကောက်လို့တင်ပြတာဖြစ်ပါတယ်ချစ်ဖို့တော့ကျွန်တော်တို့ကိုယ့်အမိုက်ကိုရှင်းခဲ့ဖို့တော့လိုပါတယ်ဒါကြောင့်လူသဘာဝ
လူသဘောမနှောတွေရဲ့အကြောင်းလေးကိုစာရေးဆရာကြီးဦးဖုံးရဲ့ရေးသားတင်ပြချက်ကလေးတွေကအမှတ်ပုံနဲ့နှိုင်းယှဉ်ပြီးလူစိတ်ဓာတ်ကိုတင်ပြထားတဲ့တင်ပြချက်ကလေးကအင်မတန်မှထိမိအင်မတန်မှထိရှာသလိုအလွန်မှလည်းလိုက်နာလေးစားအတူယူထိုက်တဲ့စာစုလေးဖြစ်ပါတယ်အဲ့တော့ချစ်ဖို့တို့ကိုဝါသနာပါတဲ့ဒုတိယတွေလည်းကြည့်ရမယ်ပြီးတော့လောကအတွက်သားတွေသမင်းငယ်တွေအတွက်မိမိမိသားစုအတွက်လောကကောင်းကျိုးအတွက်ဒီလိုဒသနာလေးတွေလည်းတင်ပြရင်းနဲ့ပေါ့နော်ချစ်ဖို့တို့နှစ်သက်မယ်လို့တော့ယူဆပါတယ်ဟုတ်ပြီ7မိနစ်လည်းပြည့်ပြီဆိုတော့ကြည့်ကြရအောင်ပါတန်နီခံသီးခံနားထောင်ပေးတဲ့ချစ်ဖို့တို့အားလုံးကျေးဇူးပါနော်19ရက်8လ2026ရက်နေ့မှာ21ရက်8လ2026ထိမွေးပတ်သည်9ပါဒီမွေးပတ်သည်9သည်ပျောက်နေတဲ့9ကြောင့်ဥနောင်ပေးတာမဟုတ်ရပါဘူးဒါမှန်သောသစ္စာကြိုတင်ပြီးတော့ပြောပြရစေဒီတစ်ပတ်မှာတော့ဥနောင်တွက်တဲ့ဥနောင်တွက်နေကြတွက်ခွင်လေးပတ်သည်တွက်ခွင်လေးက9ရနေလို့လာပြီးတော့တိုက်ဆိုင်မှုတစ်ခုတာဖြစ်ပါတယ်နော်တိုက်ဆိုင်မှုတစ်ခုကဖြစ်ပါတယ်ဟာကွာ9ပတ်သည်ကကိုမထွက်တာ3ပတ်ရှိသွားလို့ဦးနော်က6ထပေးတယ်လို့တော့အထင်မမှားစေချင်ပါဘူးဗျနော်ဒါဦးနော်တွက်ခွင်နဲ့လာတိုက်ဆိုင်လို့ပါဒါကြောင့်သေချာပေါက်6တော့ထွက်တော်မယ်နဲ့တူတယ်လို့တွေးမိပါတယ်ဟုတ်ပြီ6မပတ်နိုင်တဲ့ချစ်ဖို့တို့အတွက်ဦးနော်ရွေးပေးတဲ့9ခွက်ပေါ့နော်6ပတ်သီး6တော့ထွက်ပြီးတော့ဒီကနန်းကလည်းထွက်ချင်မှလည်းထွက်မယ်ပေါ့ဦးနော်စိတ်ကြရွေးပေးတာဟုတ်နော်ထွက်တဲ့ခါကတော့များပါတယ်ပြီးခဲ့တဲ့ဘက်ကတော့ပတ်သီးထွက်တယ်ဦးနော်မွေးစိတ်ကြရွေးပေးတဲ့ခဏန်းလေးကတော့မထွက်ခဲ့ဘူးပေါ့နော်ကဲကိုမပတ်နိုင်ရင်တော့6 1 9 3 9 5 9 9 မမတွေပေါ့နော်မမတွေရွေးပေးလိုက်တာပါဟုတ်ကဲ့ဦးနောင်ဖြစ်ပါတယ်ချစ်ဖို့တို့အားလုံးကံတရားရဲ့ဖေးမှခြင်းကိုရရှိကြပါစေအားလုံးခွန်လက်ပါ